ကဲအားလုံးပဲမင်္ဂလာပါเนาะဒါကတော့ကျွန်တော်၃ခေါက်မြောက်တဲ့အပြီးဖြစ်ပါတယ်เนาะပထမခေါက်မှာကောက်ကြောင်ထိုးပါတယ်ဒုတိယခေါက်မှာကျွန်တော်အမဲနဲ့ရင်ဘက်က9အနီအောင်ကျွန်တော်ထည့်ပါတယ်အခုတတိယခေါက်မှာတော့ကျွန်တော်အဆုံးသတ်ပါပြီเนาะကျွန်တော်စာမှုဆိုင်ကိုကျွန်တော်ကာလာထည့်ပါတယ်ကျွန်တော်တခုပြောချင်တာကာလာထည့်တဲ့ချိန်မှာပေါ့เนาะကျွန်တော်ထုံစည်းနဲ့အားမပေးပါဘူးเนาะကျွန်တော်ကာလာလည်းရောင်တောက်ချင်တယ်ထုံစည်းနဲ့လည်းထိုးချင်တယ်ဆိုလို့ရှိရင်တော့ဒါမခံနိုင်တဲ့နေရာဆိုရင်တော့ထိုးပါเนาะခံနိုင်တဲ့နေရာတွေတောက်ခံလို့ရတဲ့နေရာဆိုလို့ရှိရင်ထိုးဖို့အားမပေးပါဘူးเนาะထုံစည်းကကြတော့ဘာလို့ဆိုတော့ကျွန်တော်လိမ်လို့ရှိရင်အိတ်နဲ့ပတ်ထားတဲ့အတွက်ကျွန်တော်တို့အသားတွေကိုရေနူးတဲ့ပုံစံမျိုးဖြစ်ပြီးရီရီဖြစ်သွားပါတယ်เนาะထိုးတဲ့ချိန်ကျတော့ရှင်ကျွန်တော်တို့ဘလို့မှကာလာတွေကတပုံရလို့ရှိရင်မလှပါဘူးเนาะဘာလို့လဲအသားရီတွေဖြစ်ပြီးတော့ဘလို့မှကြည့်လို့မလှဘူးเนาะအဲ့လိုမျိုးပေါ့အဲ့ဒါလေးပြောချင်တာဖြစ်ပါတယ်ဒါကတော့နောက်ပိုင်းကျရင်တော့ဒါအသားပြန်ပြီးတော့ညီသွားမှာပေါ့เนาะအခုကတော့နည်းနည်းရှိနေပါတယ်เนาะကျွန်တော်လေကလပ်တဲ့ပုံစံမျိုးတွေဖြစ်နေပါတယ်အားလုံးပဲကျွန်တော်လက်ရအောင်ကျန်နေတယ်ဆိုရင်ကျွန်တော်အားပေးလို့ရပါတယ်ကျွန်တော်နောက်ကုတ်ဖရုံမှာရှိပါတယ်เนาะအားလုံးပဲကျေးဇူးပါ